တဏှာကြီးကလွန်ခဲ့တဲ့နှစ်ပေါင်း400ကလူသားတွေဟာသူတို့ရဲ့ရွှေရောင်ခေတ်မှာဝိညာဉ်တွေစတင်ရှင်သန်လာခဲ့တယ်လို့ဆိုပါတယ်။လင်ညာမှုတွေကမုန်းတီးမှုနဲ့တန်တရားတွေကိုဖြစ်ပေါ်စေပြီးဒီပြစ်တွေဟာလူသားတွေကိုအမောင်လူတွေထိုးသွင်းစေတဲ့အရင်းမြစ်ဖြစ်လာခဲ့ပါတယ်။နတ်ဆိုဟာသူ့ရဲ့စွမ်းအားကိုအသုံးပြုပြီးလူသားတွေကိုပြတ်သဘောဆုံးအဆင့်ကိုရောက်အောင်တွန်းပို့ဖို့ကြံစည်နေပါတယ်။ဒါပေမဲ့ငကားပုံစံနဲ့လာတဲ့တက်ဝါတော်ကောင်ကသူ့ကိုရက်တန်းပစ်လိုက်ပါတယ်။သူတို့နှစ်ဦးတိုက်ခိုက်ကြတဲ့အခါမှာလူသားပေါင်းများစွာသေဆုံးခဲ့ပြီးတက်ကြီးတွေလည်းပင်လယ်ထဲနှမြုပ်သွားခဲ့ပါတယ်။နောက်ဆုံးမှာတော့ငကားကနှရခဲ့ပြီးဒီတိုက်ပွဲရဲ့ဆုံးတာဒဏ္ဍာရီတပုတ်လိုဖြစ်သွားပေမဲ့အချိန်တာလာတဲ့အမျှမီတလောကင်ရဲ့အလဲဘိုးမှာလွန်ခဲ့တဲ့နှစ်400လောက်ကအမှန်တရားနဲ့ဒဏ္ဍာရီတွေကိုလူတွေမိသွားအောင်ဖန်တီးခဲ့ပါတယ်။နှဆိုအုပ်စုတစုကသူတို့ကိုအပြင်းထန်တိုက်ခိုက်လာတဲ့အခါတထုတွေကိုရုတ်တရက်ရွေးချယ်လိုက်ပါတယ်။ဒါမဲ့ပိုပြင်းထန်ပြီးအစွမ်းထွက်တဲ့မော်တက်တွေပိုင်ဆိုင်ထားတဲ့ကြီးမြတ်သူတွေရဲ့စကားအတိုင်းတနိုင်ငံလုံးပြိုလဲထားခဲ့တာဖြစ်ပါတယ်။အဲ့လိုနိုင်ငံတော်ကိုတိုက်ခိုက်နေတဲ့နတ်ဆိုတွေဟာမော်ဆီယာရဲ့တပည့်တွေဖြစ်နေပြီးရဲတိုက်ဆောက်တပ်တွေကလည်းထုတ်ပြန်ကြေညာလိုက်ပါတယ်။ရန်သူတပ်တွေဟာမကြခင်မှာနောက်ဆုံးကာကွယ်ရေးလိုင်းကိုဖျက်တော့မှဖြစ်ပေမဲ့တခုတည်းတော့မျှော်လင့်ချက်ကမင်းသမီးလေးအတွက်ဖြစ်ပါတယ်။မီတလက်ကနာယူကိုဟာတကားတစ်လုံးကိုပိုင်ဆိုင်ထားတဲ့ရစ်ဘော်ဝင်းမင်းရဲ့တမီးဖြစ်ပါတယ်။အမောင်မိုက်တွေကလွတ်မြောက်ဖို့ဒုတိယနီလန်ကကောင်လေးရဲ့ခန္ဓာကိုယ်ထဲမှာပိတ်မိနေတဲ့အမောင်မိုက်ကိုလူပြောဝင်စားစေဖို့ဖြစ်ပါတယ်။လူစီကန်ဟာနောက်ဆုံးစာကြောင်းကိုရောက်နေပြီးလူတိုင်းကိုတပ်ဖြတ်ခဲ့ပါတယ်။အဲဒါကြောင့်ရဲတိုက်တွေကစစ်တီအားလုံးဟာယူကိုနတ်ဆိုရဲ့တိုက်ခိုက်မှုကနေကာကွယ်ဖို့လူစီကန်ကိုဘလို့မှဂယုဏပြခဲ့တာဖြစ်ပါတယ်။လူစီကန်တင်းထန်စွာဒဏ်ရာရခဲ့ပြီးရုတ်တရက်တတိလွတ်တာလို့ယူကိုမှလည်းစကလုံးကိုသုံးဖို့အလွယ်ရွေးချယ်စရာမရှိတော့တာဖြစ်ပါတယ်။စကလုံးကိုရွတ်လိုက်တဲ့အခါလူသားရဲ့စကလုံးအပြင်ကောင်လေးတွေကဒုတိယနီလန်ကိုပါထုတ်လုပ်လိုက်ပါတယ်။အလှနှက်ပြန်မှဖြစ်တဲ့ယူကိုကစင်တာလို့ခေါ်လို့ရအောင်နမ်းလိုက်လို့အဲ့ဒါအောင်နေသူရဲ့နိုင်ရဖြစ်လာခဲ့ပြီးကလေးစီကဒဏ္ဍာရီလာမော်စရာလူစီကောင်ကိုရုတ်တရက်ယောက်ျားလေးဖြစ်သွားစေမယ်တော့ချက်ဖြစ်လာခဲ့ပါတယ်။ကြီးမားတဲ့တမာတဲ့ကြွက်သားတွေနဲ့ရောဗီတာလူတယောက်ဟာသူ့လက်ချောင်းတွေနဲ့နှက်ဆုပ်နှက်ကောင်ကိုလွယ်တကူနင်းချလိုက်ပါတယ်။အမောင်မော်စရာကနိုင်ငံတော်ကိုကူညီမယ်လို့တွေးမိပြီးကျန်တဲ့လူတွေကိုထွက်ပြေးဖို့အမိန့်ပေးလိုက်ပေမဲ့မီတက်ကနာကရန်သူအလုံးကိုဖျက်ဆီးလိုက်ပြီးယူကိုကတကူကောင်းဆန်တဲ့လူတယောက်ကိုပဲကချင်နေတယ်လို့ပြောလိုက်ပါတယ်။စနီတာယူကိုဟာနာမည်ကြီးလာပြီးအမောင်မော်စရာကိုချင်းချောက်ကပထမနိုင်ငံကူညီဖို့တဘောတူလိုက်ပါတယ်။စနီနာကစော့ဆိုတဲ့စကားလုံးကိုနတ်ဆိုအလုံးကိုဖျက်ဆီးဖို့အသုံးပြုခဲ့ပြီးခေါင်းဆောင်ကိုဖြုတ်ချဖို့အစွမ်းထက်ဆုံးဘီနူစကားလုံးကိုတုံးခဲ့တာဖြစ်ပါတယ်။တောင်ပြစီပြီးတဲ့နောက်နတ်ဆိုမော်စရာတွေကမပြီးသေးတဲ့အလုပ်ကိုဆက်လုပ်ဖို့ရဲတိုက်ကနေချက်ချင်းထွက်သွားကြပါတယ်။စနီတာဟာလွန်ခဲ့တဲ့15နှစ်ကသူ့ကိုတစိမ့်ခက်ခဲ့တဲ့ရစ်ဘော်မင်းကိုလက်စားကြည့်ဖို့ကပောက်ကိုအောင်မြင်တဲ့စစ်ပွဲတစ်ခုကိုစတင်လိုက်ပြီးဖြစ်ပါတယ်။အဲဒါကြောင့်လူမိုက်တယောက်ကသူ့ကိုယ်သူညှစ်လိုက်တဲ့အခါသူ့အစီအစဉ်ကိုမဆောင်ရွက်နိုင်သေးပဲယူကိုသူ့စိတ်ကြိုက်နမ်းလိုက်ပါတယ်။ဘီနူကိုပြစ်နိုင်တဲ့မော်ဆီယာတောက်ပေါ်လာတဲ့ဆိုတာကိုဒဝီပဲလော်ဂျင်ကကြားတာနဲ့ခီဝီကိုအုပ်ဖို့ချက်ချင်းစီလိုလိုက်ပါတယ်။ရဘတ်တေဟာကောလာဟာလာအတိုင်းအမေရိကန်တာမန်သူဟုတ်မဟုတ်တိဘူးရက်နေငယ်ကြမှာမော်ဆီယာရဲ့အထောက်အထားကိုဒီယူကိုနဲ့လူစီယန်တို့ဟာဘီနိုင်ငံကိုတဖြည်းဖြည်းဖုံးလွှမ်းနေတဲ့အနိုင်အောင်ထူထပ်တဲ့တိမ်တိုင်းတစ်ခုရုတ်တရက်တွေ့ရှိခဲ့ပါတယ်။ရစ်ဘရော်ရေးကြီးကကျိုးတင်သတိပေးချက်တစ်ခုရှိတယ်ဆိုပြီးအဲ့ဒါကအဆိုးဆုံးချိန်နေမှာသူတို့ကိုတိုက်ခိုက်ရမှာဖြစ်လို့စင်နီတာရဲ့တမီဒုတိယအထောက်အထားကိုလက်တော်စီအတူတူလာခိုင်းပါဆိုပြီးတစ်ချိန်တည်းမှာပဲအိန္ဒိချင်းချရဲ့အသက်ရှင်ခြင်းရည်သူစစ်တီတွေဟာဘရင်ကိုမောဟိစာပညာကိုပြန်သွင်းလောင်းခဲ့ကြပါတယ်။ဘီမတက်ကနာကနတ်ဆိုအုပ်စုတစုဟာသူ့နိုင်ငံစီချီတက်နေတယ်ဆိုတာသိပေမဲ့ဂျီယွန်နိုတိုဆိုတိုကသူကြောက်နေတဲ့မောင်ထဲကနတ်ဆိုတွေရဲ့ပြင်းထန်မှုတိုးတက်လာတဲ့ကြောင့်ပေါ်လာတဲ့အမှုန်တရားကိုထုတ်ဖို့ပြလိုက်ပေမဲ့လက်ရှိဟာရာနဲ့အတူမကောင်းတဲ့နတ်ဖျားအန်ဒရက်ခေဘီဒီဘူးရဲ့ရှင်ပြန်ထားမြောက်ခြင်းရဲ့လက္ခဏာဖြစ်ပါတယ်။တောင်းတဲ့ဟာမတလေကနာရဲ့ပင်မတကားကိုဖြတ်ပြီးပြေးသွားလို့လူတွေအော်နေပေမဲ့သူသွားတဲ့နေရာတိုင်းပွေကိုဖျက်ဆီးပစ်လိုက်ပါတယ်။စနင်တဟာကအခြေအနေရဲ့ရေးပေါ်အခြေအနေကိုမြင်လိုက်ရပြီးကိုနိုတိုဆိုတိုကသူ့သမီးကိုရန်သူတွေမရောက်ခင်မှာအမြဲတမ်းဖြည့်ရှင်းဖို့အကြံပေးခဲ့ပါတယ်။လက်ဆုံမော်စရာတွေကနိုင်ငံတော်ကိုကူညီဖို့ငြင်းဆန်နေမယ်ဆိုတာမျှော်လင့်ခဲ့ကြဘူးဆိုပေမဲ့တစိမ့်ခတ်ထားတဲ့အာနာတကိုပေးဆက်ဖို့ချစ်ဘရောမင်းကိုတက်ချင်တာလွန်ခဲ့တဲ့12နှစ်ကစရီဒါကိုကျေးဇူးခံတဲ့အနေနဲ့ရန်နေခဲ့တာဖြစ်ပါတယ်။ယူကိုကဘန်ကိုတော်တော်ထားခဲ့ပြီးဒါမဲ့ကလက်သားကြည့်ခြင်းနဲ့သူ့ရဲ့ဆန္ဒကိုမလျှော့ချနိုင်သေးလို့တမေကလက်စီကြောင်းကခွန်တိုတိုစိုးကိုဥတည်နေပေမဲ့တိုက်ခိုက်မှုကိုသူ့တိုင်းနဲ့ကာကွယ်နိုင်ပြီးတိုက်ခိုက်မှုတွေကိုပြည့်ပြည့်သွားစေတာဖြစ်ပါတယ်။တံမဲ့ရဲ့မော်တိုက်ခိုက်မှုကအကျိုးမရှိတော့တဲ့အတွက်စန်ဒီယာကရန်ဘိုးကိုပြောင်းဖို့ဆုံးဖြတ်ခဲ့ပေမဲ့ရှစ်ပရောဟိမင်းဖြစ်နေတာကိုတတိယမိလိုက်ပြီးမြင့်မြတ်တဲ့တကူရှိတဲ့ဥက္ကဋ္ဌပညာရှင်တယောက်ဖြစ်နေတဲ့အတွက်ဒီရွေးချယ်မှုကိုဆွလွတ်ခဲ့ရပါတယ်။ရဲတိုက်အောက်မှာလွန်ခဲ့တဲ့15နှစ်ကစစ်ပွဲမှာသုံးခဲ့တဲ့ဂေါလန်နတ်ဆိုကသူ့လက်မောင်းကို
လှိပြက်ပြီးထွေးထောင်အောင်လုပ်ခဲ့ပါတယ်။ရီပရစ်လောက်ငယ်သားကိုကူညီဖို့မော်လန်တစ်ခုပြုလုပ်ပြီးတဲ့နောက်ချစ်ပရောဟိမင်းခေကိုရုတ်တရက်တိုက်ခိုက်ဖို့အမက်ပေးလိုက်ပါတယ်။သူ့ရဲ့ကြိုးကြောဝင်ရောက်မှုဟာနတ်မောင်နဲ့မော်စရာကိုချုံမောတဲ့အဓိကဆက်ဆောင်နဲ့စင်မြပေါ်တက်ဝင်တဲ့အတွက်ခိဗန်ဒူရဲ့မျက်နှာကိုတက်ထိုးလိုက်ပါတယ်။စိတ်ညစ်အောင်မလုပ်နိုင်သေးပဲနေတာကခိပီဒူဘူးကိုဖြတ်ခနဲ့တုပ်ပြဖို့ဘီနုံစလုံးကိုဆက်သုံးပြီးပြလာခဲ့ပါတယ်။ကိုနိုတိုဆိုကသူ့ဖေယူကိုတတ်ဖို့မလိုလားပဲချက်ပြပြောင်းစုပူချိန်မောင်မီအရာအလုံးအတွက်တောင်းဆိုခဲ့ပါတယ်။လူစီကန်မေးအိတ်စီကယူကိုသူ့လူစီကန်လို့ရှင်းပြဖို့ကြိုးစားခဲ့ပေမဲ့မျက်နှာနဲ့ကိုရီကိုသွေးကမတူသလိုကာယနဲ့ခွန်အားတွေတက်ကောင်လေးကသူချစ်တဲ့သူကိုချစ်တဲ့ဆိုပြီးအဲအကြောင်းသူ့လူစီကန်နဲ့တူလာအဖေလို့ပြောလိုက်ပါတယ်။ချိုကိုကအဲ့ဒီစကားကိုမယုံဘူးဆိုတာစစ်ပြက်လက်ဖြစ်ပြီး